Yo အားလုံးမင်္ဂလာပါဘာစီလိုနာရဲ့လာလီဂါပွဲဥအတွက်နိုင်ပွဲကတော့ icing on the cake အချိုးပေါ်တကားလောင်းထားတဲ့နိုင်ပွဲလို့ဆိုမှဖြစ်ပါတယ်ဘာစီလိုနာကလာလီဂါအဖွင့်ပွဲမှာအဝေးကွင်းမှာအယ်ချီနဲ့ကစားခဲ့ရပေမဲ့9ဂိုးပြည့်ရလက်နဲ့အနိုင်ရခဲ့တယ်ခံစစ်ကလည်း clean sheet ရခဲ့တယ်ပြီးတော့အထူးသဖြင့်တိုက်စစ်မှုတွေအတွက်ဖက်ညီခြေစွမ်းပြနိုင်ခဲ့ပါတယ်ပိုပြီးထူးထူးခြားပြောရရှိတာကဘာစီလိုနာရဲ့တိုက်စစ်မှုတစ်တွေဖြစ်တဲ့ဒီတိုက်စစ်လောင်းမားတွေပေါ့နော်အဒီလီယာမီကတကူသွင်းတယ်ပြီးတော့အန်ထိုနီဂေါ်ဒန်နျူကာဆယ်ကနေပြီးတော့တန်80နဲ့ခေါ်ထားတဲ့အန်ထိုနီဂေါ်ဒန်ကလူစားဝင်ပြီးမိနစ်6မိနစ်အတွင်းမှာပဲသူကအစစ်နှလုံးလောက်ခဲ့တယ်ပြီးတော့ရာဖီညာကဂိုးတကူသွင်းတယ်ဖန်နီးမှုတစ်ချိန်လုပ်တယ်ဒါအပြင်ဘာစီလိုနာရဲ့စပိန်ကွင်းလက်တိုင်းစစ်ကစားမှာပေါ့ဒန်ယာကြောင့်ပြီးခဲ့တဲ့ကမ္ဘာဖလားကိုလွဲချော်ခဲ့တဲ့ဖာမင်လိုပက်စ်ကလှပတဲ့အင်မတန်လှပတဲ့သွင်းကိုသွင်းခဲ့တယ်ဒါအပြင်ဘာစီလိုနာရဲ့ဘယ်ဘက်ချမ်းမှာဆိုလဲဘယ်ဘက်ချမ်းခံစစ်ကလက်ရှိမှာဘယ်ဒီပေါ့နော်ဘာစီလိုနာရဲ့အဓိကဘယ်နောက်ခံလူဘယ်လီကဒီအပြောင်းရွှေ့သတင်းထွက်ပေါ်နေတဲ့အတွက်ဒီအသင်းရဲ့လူစည်းမှာပေါ်လာခြင်းမရှိပါဘူးဒါအပြင်ပေါ်တူဂီနောက်ခံလူရောကန်ဆယ်လိုကလည်းအရန်မှာပါဝင်ခဲ့တဲ့အတွက်ဘာစီလိုနာနီးပြဟန်စီဖလစ်ကဘယ်နောက်ခံနေရာမှာချာဘီအက်စပတ်ဆိုတဲ့လာမာစီယာက19နှစ်သားကျယ်ပွင့်ကိုအသုံးပြုခဲ့ပါတယ်ချာဘီအက်စပတ်ကပုံမှန်တော့သူက right back ကစားတာပေါ့နော်ဒီပွဲမှာတော့သူက left back ကစားတယ်ဒါအပြင်သူဟာပြီးခဲ့တဲ့ရာသီကျူရှင်းပွဲတွေမှာဆိုရင်ဘနာနဲ့အတူဘာစီလိုနာရဲ့ကွင်းလယ်မှာလည်းသူကစားနိုင်တယ်သူကပြောရင်လာမစီယာအကယ်ဒမီမှာတော့သူကဒီယိုရှူအာကင်မစ်ပေါ့နော်ဂျာမနီရဲ့နဲ့ဘိုင်ယန်မြူနစ်ရဲ့ယိုရှူအာကင်မစ်လို့သူကနာမည်ကြီးနေသူဖြစ်ပါတယ်အဲ့ဒီပွဲမှာကျွန်တော်တို့ဆိုရင်တော့man of the match ဆိုရင်အားလုံးလိုပဲရာဖီညာကိုပေးခြင်းပေမဲ့ရာဖီညာနီးတူဒီချာဘီအက်စဘတ်ဆိုတဲ့19နှစ်သားလေးကလည်းman of the match နဲ့ထိုက်တဲ့သူခြေစွမ်းကိုပြခဲ့သူဖြစ်ပါတယ်ခံစစ်ဆွမ်းဆောင်ရင်အင်မတန်ကောင်းတယ်ဒီ defensive distribution ဆိုတာ73ချိန်ထိတောင်သူကလုံနိုင်တယ်ပြီးတော့အဲ့ကောင်လေးကအရဲလပူပူလေးပဲဒါပေမဲ့ဒီ area jewel 3ချိန်လောက်ရမှာ3ချိန်လောက်အောင်မြင်တယ်ဒီ ground jewel တွေမှာလည်းပြိုင်ပွဲနဲ့ဘောလုံးရှင်လူတဲ့အချိန်ထဲမှာသူကအသာစီးရယူထားနေတာကိုတွေ့ရတယ်ဒီပွဲမှာဆိုရင်ဒါခံစစ်ဆွမ်းရအကောင်းဆုံးသမားဖြစ်တယ်လို့ Fermin Lopez သွင်းခဲ့တဲ့သွင်းကိုလည်းဒါဒီလူတွေကြားကနေပြီးတော့ vertical pass ပေါ့နော်ဒီလိုဘောလုံးအမြင်တော်တော်ကောင်းတဲ့ကစားသမားတွေပေးနိုင်တဲ့ပေးပို့မှုမျိုးကိုပေးနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုပေးပို့မှုမျိုးကကျွန်တော်တို့ဘယ်လ်ဒီဆိုရင်ကျွန်တော်တို့သိအဲ့လိုပေးပို့မှုမျိုးမြင်ရလည်းမရှိဘူးဆိုတော့ဘာဆိုနာရဲ့အနာဂတ်ကတော့လူငယ်ကျယ်ပွင့်နေနဲ့ပို့ပြီးတော့အားကောင်းတဲ့အနေအထားကိုမြင်ရပါတယ်အန်တိုနီဂေါ်ဒန်တကယ်ဒီပွဲမှာဂိုးတကူရလူနီးပါဖြစ်ခဲ့တယ်ဒါအပြင်ဒီသူရခဲ့တဲ့အခွင့်အရေးတစ်ချိန်ဆိုတော့ဒါဂိုးပေါက်နဲ့ဂိုးသမားနဲ့ဗားဆက်တွေ့တာပေါ့နော်သူကန်လို့ရတယ်ဒါပေမဲ့သူဒါပို့ပြီးတော့တေချာတဲ့ Fermin Lopez ကိုထိုးပေးခဲ့တယ်ပြီးတော့ Anthony Gordon ကသူ့ရဲ့ဒီ world rate နဲ့ဒီ present လောက်တဲ့နှုန်းကအင်မတန်ကောင်းမွန်တယ်ပြီးတော့ဒီဘယ်တောင်မှရှောက်မှာပေါ့နော်ခံစစ်နောက်ခံလူတွေရဲ့ဂျားကဟာကွက်တွေကိုလိုက်တဲ့ပြေးထွက်နိုင်စွမ်းပေါ့ဒါတွေကဘာစီလိုနာကွဲလဲလူတွေရဲ့ဖန်တီးမှုနဲ့ဆိုတော့လုံးဝကွက်တီပဲပွဲလည်းပြောရင်ကျွန်တော် Premier League ပွဲတွေတတိကုန်ကြည့်တညနေလုံးကြည့်နေပြတဲ့အတွက်ဘာစီလိုနာပွဲကိုကျွန်တော်နှိုးဆက်ပေးထားရမယ်ဒုတိယပိုင်းမှာကျွန်တော်နှိုးလာတယ်ပထမပိုင်းမှာဟိုမဖြစ်လိုက်ဘူးပေါ့နော်ပထမပိုင်းကိုမကြည့်လိုက်ရဘူးပထမပိုင်း2စီးဂိုးတွေကျွန်တော်မမြင်လိုက်ရဘူးအဒီယမီသွင်းတဲ့ဂိုးကျွန်တော် highlight ပြန်ကြည့်လိုက်ရတယ်နောက်ထပ်ဒုတိယပိုင်းကဂိုးတွေကတော့ပို့ပြီးတော့အသင်းရဲ့ဒီအသင်းလိုက်ဟန်ချက်ကိုပို့မြင်တွေ့ရတယ်ဒီပွဲမှာပြောဆက်ရှိတာကတော့ဘာလို့လဲအဓိကကျယ်ပွင့်နံပါတ်10ကစားမှာလမင်းမှာကောင်းကောင်းခြေစက်မပြနိုင်တာကိုတွေ့ရတာပေါ့နော်ပိုဆိုးတာကသူ့ကို65မိနစ်လောက်မှလူစားလဲတဲ့အချိန်မှာလမင်းယမရဲ့ဒီမျက်နှာ expression တွေဒီအရန်ခုန်တိုင်းမှာသူ့ရဲ့အပြုတ်မှုတွေကတော့မင်းကုန်းထုတ်စရာဖြစ်တယ်လမင်းယမဟာမိနစ်ကယာတီရဲရပါတော့သူ့ကိုလူစားလဲတိုင်းမှာထားတော့မိနစ်80ကျော်လောက်လူစားလဲတော့လမင်းယမကတိတ်ပြီးသဘောမကျလို့မရှိတဲ့သူဖြစ်ပါတယ်သူကပွဲချိန်မိနစ်အားလုံးကစားခြင်းတဲ့ကစားမှာပေါ့ဗျာဒါပေမဲ့ဒီလိုလောင်ထမ်းသွားရတဲ့ခီးရှည်ကြီးမှာတော့ဒီလိုလူစားလက်မှုမျိုးကလိုရတယ်လို့ကျွန်တော်ထင်ပါတယ်လမင်းယမအနေနဲ့လည်းဒီပွဲမှာသူ့ရဲ့ဒါခြေစွမ်း 100% သူမပေးနိုင်သေးတဲ့အခြေအနေမှာသူ့လူစားလဲတဲ့ဟာကိုလက်ခံနိုင်ဖို့လိုတယ်ကျွန်တော်ထင်ပါတယ်ဒါနဲ့ပတ်သက်လို့လည်း Hansi Flick ကောင်းကောင်းကင်တွင်နိုင်မယ်လို့ယူဆပါတယ်ဘာစီလိုနာရဲ့ဒီနိုင်ပွဲကတော့ပြောစရာတွေအများကြီးပဲတကယ်ကောင်းကွက်တွေကြီးပဲပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကခံစစ်ကတော့ပုံမှန်ထုံးစံတိုင်းပေါ့နော် Highland Defense ဒီခံစစ်လိုင်းကအရင်မြင့်တဲ့အတွက်တိုက်စစ်ရဲ့ပြိုင်ဘက်ရဲ့ဒီကောင်တာတွေကိုခွင့်ပြုရတဲ့နေရာမှာတော့အရင်လိုပဲရှိနေတော့မှာဒါပေမဲ့ပြီးခဲ့တဲ့ရာသီလောက်ကတော့မဆိုးရတော့ဘူးပေါ့နော်အထူးသဖြင့်တော့ဒီဘာစီလိုနာရဲ့
ကိုသမား Eric က sorry Joan Garcia ကအဓိကအပိုင်နှလုံးကိုကာဝယ်နိုင်ခဲ့တယ်ပေါ့နော်ပုံမှန်ဆိုရင်ဒီလိုဂိုးမျိုးတွေကတေချာဘောဂိုးသွားတဲ့အနေအထားမျိုးကိုသူကာဝယ်ခဲ့တာဖြစ်တဲ့အတွက်ဘာစီလိုနာကလင်းရှိရခဲ့တယ်ဒီပွဲမှာဘာစီလိုနာရဲ့အဓိကကစားသမားတွေလို့ပြောလို့ရတယ်ထားပါတော့နောက်တန်းအဓိကခန်းစစ်ကစားသမားကူဘာချီမပါနိုင်သေးဘူးပြီးတော့အသစ်ခေါ်ထားကစားသမားရိုဒရီမပါနိုင်သူရိုဒရီကဒီ Hansi Flick ရဲ့ပြောစကားတွေဒီနေ့မှသူကအသင်းလိုက် training လုပ်မယ်လို့သိရတယ်သူ့ရဲ့ဒီကမ္ဘာဖလားပြီးမှခွဲစိတ်ထားတဲ့တရားက minor case ဖြစ်တဲ့အတွက်တက်တာနေပေါ့နော်နောက်အခုဒီပွဲစဉ်နှစ်မှာတော့ကစားနိုင်မှုရှိနေလို့သိရပါတယ်သူကပွဲထွက်လာဖို့ရှိနေတယ်ပြီးတော့လမီယမာအခြေအနေမပြတ်နိုင်ဆိုတော့ဘာစီလိုနာရဲ့ဒီအဓိကပင်နိုင်ကမှ2ယောက်မပါဘူးထားပါတော့လမီယမာလည်းခြေသွင်းမပြတ်တဲ့အနေအထားမှာတောင်ဒီလိုနိုင်ပွဲမျိုးကိုဖော်ဆောင်နိုင်ခဲ့တာကတကယ်ဝမ်းသာဖို့ကောင်းပါတယ်နောက်တစ်ချက်ပြောစရာရှိပါတယ်ဘာလဲဆိုတော့ဘာစီလိုနာရဲ့ဒီကျယ်ပွင့်ကစားမှာတစ်ချိန်လုံးကတော့ကျယ်ပွင့်ကစားမှာပေါ့နော်ဂါဘီကဒီနေ့ပွဲမှာဘနားနဲ့ဒူကွဲနဲ့မှာအဓိကပွဲထွက်လာတယ်ပွဲချိန်45မိနစ်မှာဂါဘီကသူ့ရဲ့ဒီတစ်ချိန်လုံးကဒဏ်ရာကြီးရခဲ့မှုတဲ့ညာဘက်ဒူးကဒဏ်ရာထက်ရခဲ့တဲ့အတွက်ဒါလူစားလဲခဲ့ရတယ်သူမျက်ရည်နဲ့ထွက်သွားတာကိုမြင်ခဲ့ရပါတော့ဒါပေမဲ့ပွဲပြီးမှာတော့ဒီပရိသတ်တွေနှုတ်ဆက်တဲ့အချိန်မှာတော့ဂါဘီကတခြားသူတွေနဲ့ရီမောပြောဆိုနေတော့မြင်ရတဲ့အတွက်ဒဏ်ရာကထင်တော့မပြင်းဘူးလို့ယူဆရပါတယ်ဟန်စီဖလစ်ကလည်းပွဲပြီးမှပြောထားတာရှိတယ်ဂါဘီကတဲ့ဒဏ်ရာရတော့သူကစိုးရင်ခဲ့တယ်ဒါပေမဲ့ပွဲပြီးမှသူမေးလိုက်တော့ပိုတက်တာလာတဲ့အနေအထားကိုမြင်ရတဲ့အတွက်အခုတော့သူတို့ဒီစစ်ချက်တွေမလုပ်ရသေးဘူးပိုကောင်းလာမယ်လို့တော့ယူဆရတယ်လို့သူကပြောထားပါတယ်ဆိုတော့ပွဲစဉ်နှစ်မှာကျွန်တော်တို့ဘာစီလိုနာကိုရိုဒရီတို့ဒါကူဘာစီတို့ပြန်လာတဲ့ဘာစီလိုနာပြီးတော့လမင်းမရဲ့အကောင်းဆုံးခြေစွမ်းကိုမျှော်လင့်ထားနိုင်မဲ့ဘာစီလိုနာကိုပိုကောင်းတဲ့ဘာစီလိုနာကိုကျွန်တော်မျှော်လင့်ထားပါတယ်ပြီးတော့ဒီပွဲမှာဖြစ်နေပြောချင်တာကတော့ဒီ Fermin Lopez နဲ့ Rafinha ပေါ့နော်ဘာစီလိုနာကပြီးခဲ့ရာသီကအဓိကတိုက်စစ်မှုနှစ်ယောက်ဖြစ်တဲ့ Lewandowski နဲ့ Ferran Torres ကိုလက်လွတ်ထားရပေမဲ့ဒီရာသီမှာထောင်တိုက်စစ်မှုစစ်နံပါတ်9ကိုမခေါ်ထားဘူးဒါပေမဲ့ဘာစီလိုနာကသမားတွေဖြစ်တဲ့အားလုံးဒီပါလို့ပေါ့နော် Anthony Gordon, Adeyemi, Rafinha ဒီဘက်မှာဆို Rafinha နံပါတ်9ရိုးနေအောင်ကစားသွားတယ်ပြီးတော့ Rafinha ထွက်သွားတဲ့အချိန်မှာ Fermin Lopez က false 9နေကစားရတယ် Dani Olmo ဘာစီလိုနာရဲ့ကစားမအများစုကအဲ့နေရာကိုအံဝင်ကြကစားနိုင်တဲ့အတွက်နံပါတ်9ရိုးမရှိခြင်းကတော့ပြဿနာမဟုတ်တယ်လို့ခံစားရပါတယ်ဆိုတော့ကျွန်တော်ဒီပွဲလေးကတော့ဒါပါပဲနောက်ထပ်ဘာစီလိုနာပွဲတွေပြီးတော့လာလီဂါပွဲတွေမှာပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ပွဲပြီးတွေပွဲကြိုတွေထူးခြားတဲ့သတင်းတွေအကြောင်းကိုထပ်ပြီးတော့တင်ဆက်ပေးသွားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်